ရှင်ဗျာကဲဟုတ်ပြီပြီးတော့ပြောမဲ့ဥစ္စာလေးနည်းနည်းရှည်သွားရင်ခွင့်လို့ပါဗျာရတယ်လို့ဒီပြီးတော့ပြောမှာမြတ်စွာဘုရားရှင်နဲ့ပတ်သက်ပြီးတော့အလုတ်အကျွေးကိုပြီးတော့ပြောမှာဖြစ်ပါတယ်ဗျာမြတ်စွာဘုရားကဝါတော်20မပြည့်မရှင်းအတွင်းမှာမြတ်စွာဘုရားရဲ့အနိကအလုတ်အကျွေးဖြစ်ဘယ်တော့မှမခန့်ပါဘူးဗျာဘာလို့လဲဆိုတော့မြတ်စွာဘုရားရဲ့အနာမှာများသောအားဖြင့်အရှင်အာနန္ဒာဟာအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်တခါတည်းမှာဆိုရင်အရှင်နာဂိကမထေရမြတ်စွာဘုရားရဲ့သင်္ကန်းတွေတပိတ်တွေကိုယူဆောင်ပေးတတ်ပါတယ်အဲ့ဒါလည်းတခါတည်းမှာဗျာပြီးတော့တခါတည်းမှာဆိုလို့ရှိရင်အရှင်နာဂမထေရအဲ့ဒီတာဝန်တွေကိုထပ်ပြီးတော့ထမ်းဆောင်ပေးပါတယ်အဲ့ဒီလိုနဲ့အရှင်သုဏခတ္တတို့အရှင်စုံသားတို့ကဒီတာဝန်တွေကိုတလက်တည်လုပ်ပေးတယ်ပေါ့ဗျာပထမပိုင်းမှာတော့အခက်အခဲမရှိဘူးဗျာတပည့်ဝါရော20ပြည့်ကန်ဒီအချိန်မှာတော့မြတ်စွာဘုရားအခက်အခဲရှိတဲ့အတွက်ယဟန်တွေကိုပြောတယ်ယဟန်တို့တဲ့ငါအသက်ကြီးရင်လာပြီတဲ့ငါအတွက်အမြဲတမ်းဘေးနားမှာလှုပ်ကြွေးပြုမဲ့ယဟန်တစ်ပါးလိုရှိတယ်တဲ့တချို့ယဟန်တွေဟာဆိုလို့ရှိရင်ငါရဲ့သင်္ကန်းတပိတ်တွေကိုမယူဆောင်ပေးကြဘူးတဲ့ရှာထားဖို့ခံပြင်ကြတယ်အဲ့လိုပြောတော့ယဟန်တွေကတံဝေကရပြီးတော့ရှင်သာရိပုတ္တရာနဲ့စပြီးတော့ယဟန်900ဟာအလုအယက်အလုအကျွေးပြုတ်ဖို့အတွက်တောင်းပန်ရှာလျှောက်ထားတယ်ပေါ့အဲ့ဒီလိုနဲ့အဲ့လိုလျှောက်ထားပြန်တော့မြတ်စွာဘုရားကလက်မခံအောင်ပယ်ရှာအဲ့ဒီလိုနဲ့လျှောက်ထားတော့နောက်ဆုံးအာနန္ဒာတပါးတည်းကျန်တော့ယဟန်တွေကအာနန္ဒာတဲ့မြတ်စွာဘုရားရှင်ရဲ့လှုပ်ကျွေးဖြစ်ဖို့အတွက်ဘာလျှောက်ပါလားလို့ပြောတော့ရှင်အာနန္ဒာအရှင်ဘုရားတို့ပြောမှတပည့်တော်သွားပြီးတော့လျှောက်ထားမဲ့ကိစ္စဟာလေးစားပွဲမဟုတ်ဘူးတဲ့မြတ်စွာဘုရားကတပည့်တော်ကိုလိုအပ်လို့ရှိရင်ရွှေနှုတ်တော်ကဖွင့်ဟလိမ့်မယ်လို့ပြောတော့မြတ်စွာဘုရားကယဟန်တို့တဲ့ရှင်အာနန္ဒာညီတော်အာနန္ဒာကိုအလုတ်ကျွေးပြုဖို့အတွက်အတင်းမတိုက်တွန်းပါနဲ့တဲ့သူလှုပ်ရှင်လိမ့်သူ့ရဲ့သဘောဆန္ဒနဲ့သူငါ့ကိုလှုပ်ကျွေးပါလိမ့်မယ်လို့ပြောတော့ရှင်အာနန္ဒာကတန်ခါအလယ်ကနေထပြီးတော့လက်ကတော့ဆံပယ်ပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားဒီမိမိရတဲ့မုံမြတ်တဲ့စွန့်ကိုတပည့်တော်ကိုမစွန့်ပေးဘူးဆိုရင်တဲ့နောက်တစ်ခုကအရှင်ဘုရားရရှိတဲ့ရွှေသင်္ကန်းတွေကိုတပည့်တော်အားမစွန့်ဘူးဆိုရင်၎င်းအရှင်ဘုရားရဲ့အရှင်ဘုရားကျင့်ဆက်တဲ့ကန္တာကုတိတိုက်တော်အတွင်းမှာတပည့်တော်ကိုနေခွင့်မပေးဘူးဆိုရင်၎င်းတဲ့နောက်တစ်ခုကအရှင်ဘုရားကိုပင့်ဖိတ်တဲ့နေရာတွေကိုတပည့်တော်ကိုနောက်တော်ကနေခေါ်မသွားဘူးဆိုရင်၎င်းတပည့်တော်အရှင်ဘုရားကိုလှုပ်ကြွေးပါမယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဘယ်အကြောင်းကိုမြင်လို့ဒီပယ်စု၄မျိုးကိုပန်ရတာလဲလို့မေးတော့အရှင်ဘုရားတဲ့ဒီပယ်စု၄မျိုးကိုမပန်မဲနဲ့အရှင်ဘုရားကိုလှုပ်ကြွေးလိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့ပုထုဇဉ်လူတွေရဲ့မျက်လုံးတွေဟာရှင်အာနန္ဒာဟာမြတ်စွာဘုရားကိုလှုပ်ကြွေးမှတော့စွန်းကောင်းဆိုသူကြည့်စားရတာသင်္ကန်းကောင်းဆိုသူကြည့်ဝေးရတာဒီမြတ်စွာဘုရားပင့်ဖိတ်ထားတဲ့စွန်းအိမ်တွေဆိုလို့ရှိရင်သူကြည့်လိုက်ရတာဒီလိုဆိုငါတို့လည်းလှုပ်ကြွေးနိုင်ပါဆိုပြီးတော့ဒီလိုတွေပြောတဲ့အပြစ်တွေကိုသိလို့ရှင်အာနန္ဒာဟာဒီပယ်စု၄မျိုးကိုတောင်းရခြင်းဖြစ်တယ်အဲ့ဒီလိုပယ်စု၄မျိုးကိုတောင်းပြီးတော့နောက်ထပ်တောင်းစု၄မျိုးကိုထပ်ပြီးတောင်းတယ်တဲ့အဲ့ဒီတောင်းစု၄မျိုးကအရှင်ဘုရားတဲ့ဒီပယ်စု၄မျိုးနဲ့တကွာနောက်ထပ်တောင်းစု၄မျိုးကိုတောင်းခွင့်ပြုပါတဲ့အဲ့ဒါတွေကဘာလဲဆိုတော့အရှင်ဘုရားအရှင်ဘုရားအတွက်တပည့်တော်ပင့်လျှောက်ထားတဲ့အိမ်တွေကိုအရှင်ဘုရားလိုက်ပြီးတော့ကြွပေးရမယ်တဲ့နောက်တစ်ခုကရွာအနီးအဝေးကနေလာတဲ့ဘုရားဖို့ဧည့်သည်တွေကအရှင်ဘုရားကိုဘုရားဖို့အတွက်တပည့်တော်ကိုပင့်လျှောက်ခိုင်းတယ်ဆိုရင်အရှင်ဘုရားထွက်တွေ့ရမယ်တဲ့နောက်တစ်ခုကအရှင်ဘုရားရဲ့တရားတော်တွေအပေါ်မှာယုံမှတန်တရားရှိလို့ရှိရင်တပည့်တော်အားမေးလျှောက်ခွင့်ပြုရမယ်နောက်ဆုံးတစ်ခုကဒီတခြားသောယဟန်တွေနဲ့အတူတူဟောခဲ့တဲ့တရားတွေကိုတပည့်တော်ကိုပြန်လည်ပြီးတော့ဟောပြမယ်ဆိုရင်တပည့်တော်အရှင်ဘုရားကိုလှုပ်ကြွေးပြုစုပါမယ်အရှင်ဘုရားလို့အဲ့လိုပြောတော့ရှင်အာနန္ဒာမြတ်စွာဘုရားကဒီအကြောင်းတွေကိုဘာလို့တောင်းတာလဲလို့မေးတော့ရှင်အာနန္ဒာက
ဒီပုထုဇဉ်တွေကဘယ်လိုပြောလို့ရှိရင်ရှင်အာနန္ဒာကမြတ်စွာဘုရားနဲ့အတူတူနေပြီးတော့ဒီလောက်လေးတောင်အခွင့်မရဘူးလားဆိုပြီးတော့အဲ့လိုပြောမှကြောက်တဲ့အတွက်ရှင်အာနန္ဒာဟာမြတ်စွာဘုရားရှင်ရှိကပဲစု၄မျိုးနဲ့တောင်းစု၄မျိုးကိုပန်ခြင်းဖြစ်ပါတယ်ဗျာအဲ့ဒီလိုနဲ့မြတ်စွာဘုရားကိုရှင်အာနန္ဒာဟာဝါတော်20ကနေဝါတော်45ဝါအထိပြိဋိဘံစံတိတိုင်အောင်ရှင်အာနန္ဒာဟာတာဝန်မပြတ်လှုပ်ကြွေးပြုစုသွားပါတယ်ရှင်ဗျာ။ဘာကြောင့်ဒီအကြောင်းလေးကိုတပည့်တော်ပြောရတာလဲဆိုလို့ရှိရင်ညီတော်အာနန္ဒာဟာပညာရှိပါတယ်ဗျာ။ပြီးတော့ဒီရမယ့်အခွင့်အရေးတွေကိုလည်းသူမယူခဲ့ပါဘူး။ပြီးတော့တပည့်တော်ပြောချင်တာကဒီအကြောင်းကိုဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်တပည့်တော်ရဲ့ဆန္ဒပေါ့တပည့်တော်ရဲ့ဆန္ဒပေါ့ဗျာ။တပည့်တော်ကဖြစ်ရှင်တာကနယ်လက်ပရိဟိတဓမ္မဂရိကဖြစ်ရှင်ပါတယ်ဗျာဘာလို့ဒီလိုဖြစ်ရှင်တာလဲဆိုရင်ဆင်းရဲတဲ့အကြောင်းတွေကိုလိုက်ပြီးတော့လှူကျင်ပါတယ်လှူကျင်တာပေါ့ဗျာတချို့အကြောင်းတွေဆိုလို့ချင်းကထိန်ခင်းဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီတပည့်တော်နယ်လက်ဓမ္မဂရိကပရိဟိတဓမ္မဂရိကဖြစ်ရှင်တာပါဗျာတပည့်တော်ဟာရွာမှာတုန်းကလည်းတရားဟောဖို့ပါတယ်ဗျာဒီရခဲ့တဲ့ဝတ္ထုငွေတွေဆိုလို့ရှိရင်တပည့်တော်မသုံးပါဘူးဗျာဒီဘုန်းကြီးကိုပြန်ပြီးတော့အပ်ပါတယ်ဗျာဘုန်းကြီးကလည်းပြန်စွန့်ပါတယ်ဒါပေမဲ့တပည့်တော်မယူခဲ့ပါဘူးဒီကျောင်းတွေစောက်ဖို့အတွက်အရှင်ဘုရားလိုတဲ့အချိန်မှာသုံးဖို့ဆိုတပည့်တော်ပြန်လူခဲ့ပါတယ်ဗျာတပည့်တော်ပြောချင်တာကတော့ဒီလောက်ပါပဲဗျာသာဓုကောသာဓုဒါနေတဲ့ဓမ္မဂတိကပင့်ပြီးတော့ကိုင်းတို့တရားနာခိုင်းတာညလားဓမ္မဂတိကကြောင့်မှတရားဟောတာကြေးလက်ကြေတယ်ဘုန်းဆရာတော်ဆိုသူပဲဟဲ့လားတရားဘုရားကြေးလက်ကြေတယ်ဘုန်းဆရာတော်ဘကတရားဘုရားအဲ့ဒီညသူ့တရားပွဲတွေလိုက်နာမှာညလားအဲ့ကိုကြီးပြောတာကောင်းလားကောင်းနော်ဟုတ်တယ်ကောင်းတယ်ငါလည်းသဘောကျတယ်